ဆိုင်ရဆန္ဒလုပ်တဲ့အခါပေါ့နော်ပကန့်ဆောင်ခုံနဲ့ပကန့်စုကဖားလို့ခေါ်တဲ့လူမှုဖူလုံရေးနဲ့ကျမကြီးကမလုပ်လို့မရဘူးလားအစိုးရအတင်းအဓမ္မလုပ်ခိုင်းတာလားဟုတ်ပါတယ်ထိုင်းနိုင်ငံမှာကျွန်တော်တို့ဘာပဲလုပ်ပေါ့နော်ကျွန်တော်တို့ဒီ MOU နဲ့ပဲလာတမယူကြပါတော့ဘတ်ပဲလုပ် CI ပဲလုပ် PG ပဲလုပ်ဘာပဲလုပ်ပေါ့နော်အလုပ်သမားတွေမှန်သမျှအားလုံးဒီပကန့်ဆောင်ခုံလို့ခေါ်တဲ့လူမှုဖူလုံရေးတာမှမဟုတ်ကျမကြီးအမကန်ပကန့်စုကဖားလို့ခေါ်တဲ့ဒီအမကန်တစ်ခုကိုဝယ်ရတယ်ဗျာနော်ဝယ်ရတယ်အခုဆိုလို့ရှိရင်ပုဂ္ဂလိကပကံကားစတခါထပ်မှန်ပြီးတော့ထပ်ဝယ်ရတာတွေလည်းရှိတယ်အဲ့ဒါတွေကအစိုးရကနေပြီးတော့မဖြစ်မနေဝယ်ရတဲ့လူတွေဖြစ်ပါတယ်မဝယ်လို့ရှိရင်ဝါပါမစ်တို့ဒီဗီဇာတို့လုံးလို့မရအောင်နော်ဝယ်ရတယ်ဗျာသူတို့ကနေပြီးတော့ကတ်သက်ထားတာဖြစ်တယ်အတင်းချက်ကိုစီမံထားတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရွှေ့ပြလို့သမားတွေတကယ်လို့ပကံဆောင်ကိုလောက်ထားရင်เนาะကျွန်တော်တို့အလုပ်သမားတွေပြဿနာပေါ့เนาะတစ်စိတစ်စောင်းနေနဲ့ကျွန်တော်တို့ဒီအလုပ်တွေမှာတိုင်ရတာပဲဖြစ်နော်ကုသခြင်းတွေမှာပဲဖြစ်ပေါ့နော်စိတ်အေးရအောင်ဆိုပြီးတော့ဒါလှုပ်ထားပေးတာဖြစ်တယ်ကျမကြီးအမကန်လည်းအလားတူပဲကျမကြီးအမကန်ကျမကြီးနဲ့ပတ်သက်ပြီးတော့ကုသလို့ရအောင်ဆိုပြီးတော့ပေါ့နော်ဒါတွေကသူတို့ရဲ့အမကန်ခြင်းလေးတစ်ခုလှုပ်ထားပေးတဲ့သဘောမျိုးပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့အမျိုးဒီအနေနဲ့ဒါကတော့ထိုင်းနိုင်ငံမှာနေတယ်ဆိုတော့ထိုင်းနိုင်ငံကနေချမှတ်ထားတဲ့ဥပဒေကိုတော့ကျွန်တော်တို့ကလိုက်နာကြရမှာဖြစ်ပါတယ်နော်အဲကြောင့်မလို့အမျိုးတို့ရေချင်းလဲနားမလည်တဲ့လူတွေလည်းပြန်လဲမျှဝေပေးခြင်းအားလည်းကူညီပေးနိုင်ပါတယ်ဗျမျိုးတို့အားလုံးအလောက်ကန်စီပြီးတို့စိတ်ချမ်းသာခြင်းခိုးချမ်းမှခြင်းရကြပါစေလို့ဆုမကောင်းလေးတောင်းလိုက်ပါတယ်မင်္ဂလာပါဗျ